ကျွန်တော်ရုပ်ောက်ပဲလုံးမချင်နေတဲ့ကျွန်တော်ရှင်းပြတော့သူတို့လာတဲ့အားပေးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ရုပ်ောက်ပဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါင်းစားလုပ်နေတဲ့ပူပေါင်းဆောင်မှုပဲလိုပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လုံးပူပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာရုရှားသမ္မတကြီးမစ္စတာဗလာဒီမီပူတင်နဲ့ဘီလာရုစ်သမ္မတနိုင်ငံသမ္မတလူကရှန်ကိုရဲ့ဖိတ်ကြားချက်ရတရားဝင်ချစ်ကြည်ခီးသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်ချစ်ကြည်ခီးသွားနေတာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်ဗျတို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလုံးမှာပဲကျွန်တော်တို့နိုင်ငံပူးပေါင်းဆောင်ရွက်နေပေကျေပြတ်စွာကျွန်တော်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရပ်တွေပေါ့နောက်နိုင်ငံအပြန်လန်ကူလူသွားလာရေးအတွက်တိုးချဲ့ဖို့ဆိုတာအထူးသဖြင့်ခီးသွားကဏ္ဍတွေတိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာနောက်တော့ကပညာရေးနောက်သိပ္ပံနဲ့နည်းပညာနောက်ကျန်းမာရေးနောက်အားကစားရေးချင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စတွေဒါတွေနယ်ပယ်တွေအခြေချပြပြကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုခြေနေတွေရှင်းပြသူနိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ်နောက်ကျွန်တော်ရုပ်ောက်ပဲလုံးမချင်နေတဲ့ကျွန်တော်ရှင်းပြတော့သူတို့လာတဲ့အားပေးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ရုပ်ောက်ပဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွဲဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျဒါကကျွန်တော်တို့ရဲ့နိုင်ငံတွေအနာဂတ်တွေကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျနောက်တစ်ခုကလည်းပါတီစုံဒီမိုကရေစီရုပ်ောက်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မာလုပ်မှာပါပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါင်းစားလုပ်နေတဲ့ပူပေါင်းဆောင်မှုပဲလိုပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်ပြည်သူတွေဒါကျွန်တော်ဒါလေးတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေအားလုံးအဆက်သက်ရအောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျမ်းမာချမ်းသာကြပါစေနောက်အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာကောင်းပါဗျာကျေးဇူးများတင်ပါတယ်